ခရစ်တော်မပေါ်မီ443ခုနှစ်မှာယတိမြို့ကနေတေခတ္တရာဖြစ်ဒရဘောင်မင်းကတည်ခဲ့ပါတယ်ဒရဘောင်မင်းဟာနှစ်ဖူးမှာမဲ့ရှင်ပါတာကြောင့်မျက်စိသုံးလုံးပါတဲ့မင်းဆိုပြီးတကူအာနာကြီးမားပါတယ်အနီးနားပတ်ပတ်လေတိုင်းပြည်တွေဟာတေခတ္တရာပြည်ကိုခွန်ဆက်တရပါတယ်သို့ပေမဲ့ဘေဒနိုးတိုင်းပြည်ကတော့အခွန်ဆက်တခြင်းမရှိခဲ့ပါဘူးဇလန်းလေးမစခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးသွားခဲ့ကြဖို့လေမေတ္တာရက်ခံပါရစေခင်ဗျာဘေဒနိုးတိုင်းပြည်မှာဘယင်မပန်ထရာအုပ်ဆိုးနေပါတယ်ပန်ထရာဘယင်မဟာနန်းစည်းစိမ်ကိုအပြည့်အဝခံစားသူမဟုတ်ပဲတိုင်းပြည်တိုးတက်ရေးအတွက်ညီလာခံတွေလုပ်ပြီးတော့တိုင်းပြည်အခြေအနေကိုသုံးသပ်ပါတယ်ဒီလိုနဲ့တရက်မှာတော့ညီလာခံလုပ်နေတဲ့အချိန်မှာမြင်းခွာတန်တွေစိုင်းပြင်းလာတာကိုကြားရတာကြောင့်တက်မှုကြီးနန္ဒကအပြင်ထွက်ကြည့်တဲ့အခါမှာတောင်တကားမှုဘူစိတ်တနဲ့မျက်နှာစိမ်းဧည့်သည်တွေပါလာတာကိုတွေ့လိုက်ရပါတယ်ဒီခတ္တရာပြည်ကတန်မန်အဖွဲ့ရောက်ရှိလာတာပါနောက်နေ့မနက်ညီလာခံကိုရောက်တဲ့အခါပန်ဖာဘယင်မကဒီခတ္တရာကတန်မန်တွေကိုတဝန်လွာဖတ်ဖို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီအခါပဇင်းညိုပဇင်းဖြူတို့ဟာဘယင်မကိုမော်ဖူးပြီးခိတ္တမြကြောင်ကြည့်နေကြပါတယ်။အော်တော်တော်လှတဲ့ဘယင်မပါလားပေါ့။နောက်တော့တဝန်လာဖက်ပြရမှာတော့ဘေဒနိုးတိုင်းပြည်မှာတေခိတ္တရာပြည်အားဆယ်ဖို့တဖို့အခွန်ဆက်တစီလူကြောင်းပါရှိပါတယ်။ဘယင်မကဘေဒနိုးတိုင်းပြည်ဟာလွတ်လပ်တဲ့တိုင်းပြည်ဖြစ်တယ်။ပြီးတော့ဘေဒနိုးပြည်သူပြည်သားတွေရဲ့ချွေးတွေနဲ့ရင်းပြီးရလာတဲ့အရာမှန်သမျှဘယ်သူကိုမှမပေးနိုင်ဆိုတာဒီခိတ္တရာတန်တမန်တွေကိုတိုင်းပြည်မှာပြန်လွတ်စေပါတယ်။ဘာဘာရေးစီနဲ့တက်တော်ရှိဘူးတို့ကတော့အခွန်မဆောင်ရင်ဒီခိတ္တရာပြည်မှစစ်ချီလာနိုင်ကြောင်းပြောသဖြင့်ဘေဒနိုးဘယင်မကအစစ်တီတော်များအားအသင့်ပြင်ဆင်ထားခိုင်းပါတယ်။သို့တော့ရက်အနှင်းငယ်ကြာတဲ့အခါစစ်ချီတက်လာတာမဟုတ်ပဲဒီခတ္တရာတန်တမန်များဒုတိယအကြိမ်ရောက်ရှိလို့လာပြန်ပါတယ်။ဘယင်မအတွက်ကောင်းတဲ့တဲဆောင်လာတယ်လို့လည်းပြောကြပါတယ်။နောက်တစ်နေ့ညီလာခံရောက်တဲ့အခါတဝန်လွာမှာပါတာကတော့ဒုရဘောင်မင်းမအမတော်ဘေဒနိုးဘယင်မနဲ့နှစ်ပြည်အောင်ရွှေလန်းငွေလန်းဖောက်လူကြောင်းပါရှိပါတယ်။ထိုအခါဘယင်မကတန်တမန်တို့ဦးပါတက်စေးဆိုပြီးအမိန့်ချမှတ်လိုက်ပါတယ်။သို့သောအုတ်ချွေရေးဥပဒေမှာတန်တမန်များအားတက်ခွင့်မရှိဟုသောဥပဒေရှိသည့်အတွက်တိုင်းပြည်မှာနှင်ထုတ်စေလိုက်ပါတယ်။ဒီလိုနဲ့နောက်ရက်အနည်းငယ်ကြာတဲ့အခါပေတနိုးတိုင်းပြည်ရဲ့တောင်တကမူဘူစိတ်တဟာမြင်းကိုအပြေးဆိုင်နေလာပြီးတော့တေခိတ္တရာတက်များချီတက်လာကြောင်းပါဘယင်မလို့ရှောက်တယ်ပါတယ်။ဟိုးမျော်လင့်ထားတဲ့အတိုင်းရောက်လာပြီကိုဆိုတာပေတနိုးတက်များအားလုံးကိုအသစ်ပြင်ဆောင်ဆိုင်စေပါတယ်မကြခင်ချိန်တွင်းမှာပဲနမ်းမြင့်မျောစင်မှယူဇာကအချက်ပေးလိုက်တဲ့အခါဘန်ထရာဘယင်မဟာစီတော်ကိုတီးခတ်လိုက်ပါတယ်စီတော်တီးခတ်လိုက်တာနဲ့ဒကမှုများကရေကားတကားများကိုတကိုင်နဲ့ဖွင့်ချလိုက်တဲ့အခါမှာတော့ရံပေเจ้าဟာအရှင်အဟုန်နဲ့စီးစင်းมาတော့တယ်။ဒီခတ္တရာတက်များအားလုံးရေမာမျောပြီးစစ်ပြန်ဆုပ်သူကဆုပ်ပြေးသူကပြေးနဲ့ဆုပ်ခွာသွားကြပါတယ်။သို့တော့မြင်းတက်ထဲကတိတ်သားဆိုတဲ့လူငယ်လေးဟာမတိဘဲနဲ့ဘေဒနိုးမြို့ရိုးနားမှာတင်ကြံနေခဲ့ပါတယ်။ဘေဒနိုးတိုင်းပြည်ကစိတ်ထားကောင်းသူအဖိုးနဲ့အဖွားကခေါ်ယူစိတ်ကုသပေးလိုက်တဲ့အတွက်ကြောင့်တိတ်တဟာနေပြန်ကောင်းပြီးဘေဒနိုးတိုင်းပြည်ရဲ့စီရောအကြောင်းကိုလှုပ်ဝက်စုံစမ်းကတရေခိတ္တရာပြည်ကိုပြန်သွားပါတယ်။တိုင်းပြည်ပြန်ရောက်တာနဲ့ဒရဘောင်မင်းဟာပဇင်းညိုပဇင်းဖြူတို့နဲ့တိုင်ပင်ပြီးဘေဒနိုးတိုင်းပြည်ကိုယဟန်တုစေလွတ်ခါစီတော်ကိုဖျက်ဆီးစေခဲ့ပါတယ်။နောက်တစ်ချိန်ဘေဒနိုးကိုစစ်ချီတက်တဲ့အခါစီတော်တီးခတ်တော်လဲ
အတန်မထွက်သည့်အတွက်ရံပယ်ချောင်းရည်လည်းမစီးစင်းနိုင်သောကြောင့်ဗေဒနိုးတိုင်းပြည်ဟာစစ်ရှုံးခဲ့ရပါတယ်။ပန်ထွာဘုရင်မဟာဗေဒနိုးနန်းတော်နဲ့နန်းဆောင်အလုံးမိရှုခံရတော့လဲလက်နက်မချပဲမြို့တစ်တီကဆက်လက်တိုက်ခိုက်ခဲ့ပါသေးတယ်။သို့တော့နောက်ဆုံးကိုရန်တော်တပ်မှုကြီးနန္ဒကြာဆုံးသွားပြီးတဲ့နောက်စစ်တပ်ရက်ကဒုရဘောင်ခေါ်ဆောင်ရာတီခိတရာပြည်သို့လိုက်ပါလာရပြီးဒုရဘောင်ရဲ့မိဘရဲ့ကောင်ကြီးဖြစ်လာပါတယ်။ဒီလိုနဲ့သားတော်လေးတစ်ပါးဖွားမြင်လာသည့်တိုင်ပန်ထရာရဲ့ဒုရဘောင်ပေါ်မှာထားရှိတဲ့အညိုးတွေဟာမပြေနိုင်သေးတာကြောင့်တနေ့မှာတုတ်တံမရတဲ့ဝိဆနဲ့မျက်နှာတုပ်ပေါ်ကရစ်လောက်ခါဒုရဘောင်ကိုဆက်တခဲ့ပါတယ်။ဒုရဘောင်လည်းမျက်နှာကိုတုပ်လိုက်တာနဲ့မဲ့ရှင်ကွယ်ပြောက်ပြီးရေလမ်းမှာအခွန်သွားကောက်ခံစဉ်မှာလှီမောက်ပြီးဆုံးသွားခဲ့ပါတယ်။ဒါကိုအခြားမိဖုရားတွေကဗေဒနုပြည်ရှင်ပန်ထရာဘုရင်မလက်ချဲဟုဆိုကပန်ထရာဘုရင်မအားအစာထဲမှာအစိတ်ခတ်တက်ခဲ့ပါတယ်။ဒီလိုနဲ့ပန်ထရာဘုရင်မရဲ့ဘဝဟာဏီကုန်းချုပ်ခဲ့ရပေမဲ့ယနေ့အချိန်ထိသူမရဲ့တိုင်းပြည်ဟာအင်ဂျင်မိုင်းနဲ့နေရနေတတ်ပြီးပေပင်လေးတွေဟာလည်းအခုချိန်ထိဘုရင်မပန်ထရာပြန်လာကိုစောင့်မျှော်နေကြပါတကား